တချို့သောကရုဏာတရားတွေဟာအချိန်တန်ရင်ဘဝကိုပြောင်းလဲပြစ်နိုင်စွမ်းရှိတယ်။အသက်20နီးပါးဝတ်သားရောင်းလာခဲ့တဲ့ဝတ်သားသည်ဦးလေးကြီးတယောက်ရဲ့ခေါင်းထဲမှာဆွဲကြံနေခဲ့တဲ့ကလေးမလေးတယောက်ရှိခဲ့ဘူးတဲ့။နေတိုင်းကြောင်းပြန်လမ်းကြိုလမ်းကြားကနေရောက်လာပြီးပိုနေတဲ့ဝက်စီဖက်စလေးတွေကိုတောင်းလေးရှိတဲ့ကလေးမလေးပေါ့။ဇလန်းကတော့လွန်ခဲ့တဲ့နှစ်ဆက်ကစတင်ခဲ့တာပါ။တနေ့မှာတော့ငရွယ်နုနယ်ပြီးမျက်ရည်ဝိုင်းနေတဲ့ကလေးမလေးတယောက်ဝတ်သားဆိုင်ရှိမှလာရက်နေခဲ့တဲ့ကြောက်လန့်နေတဲ့သူမကိုဦးလေးကြီးကတီးတန့်ခေါ်မေးလိုက်တဲ့အခါမှာတော့ခန်းစီနောက်ကဝမ်းနေစရာအမှန်တရားထွက်ပေါ်လာခဲ့ပါတယ်။သမီးမောင်လေးမှာအဆုတ်ရောင်ယောဂဖြစ်နေလို့ပါဦးလေး။ဆရာဝန်ကအာဟာရပြည့်အောင်ကျွေးရမယ်ပြောတယ်သမီးမှာပတ်စံမရှိလို့ပါ။သမီးကြီးလာရင်အလုပ်လုပ်ပြီးပတ်စံပြန်ဆက်ပါမယ်။မောင်ဖြစ်သူအတွက်မျက်ရည်ဆက်လက်နဲ့တောင်းပန်နေတဲ့ကလေးမလေးရဲ့စေတနာကိုမြင်လိုက်ရတဲ့ဦးလေးကြီးဟာအကောင်းဆုံးအစီတုံးကိုပေးလိုက်ရုံတည်းမကပဲ။နောက်ဆိုနေတိုင်းညနေ4 နာရီခွဲမှာဒီကိုလာခဲ့ဦးလေးအကောင်းဆုံးဝက်စီဖက်ကိုဖယ်ထားပေးမယ်ဆိုတဲ့ဂရီတစ်ခုကိုပေးလိုက်ပါတော့တယ်။ဇနီးဖြစ်သူကမွဲတိန်နေတဲ့ကလေးကိုဘာလို့တရားလွန်နေတာလဲလို့ဆဲဆိုပေမဲ့ဦးလေးကြီးကတော့ဓာတ်ကိုကင်တော်သားထွက်ပြပြီးကလေးမလေးအတွက်နေတိုင်းအစီဖက်စလေးတွေကိုကြိတ်ပြီးဖယ်ပေးခဲ့တယ်။မိုးတီးမိုးပေါက်တွေတေးထန်စွာရွာသွန်းတဲ့နေ့မှာတော့မောင်နှမ2ယောက်ရဲ့ဝက်စီဖက်ရှာပုံတော်ဟာမရက်တန့်ခဲ့ပါဘူး။ဒါပေမဲ့ဒီကလေးမလေးတို့ဘဝဟာဒီလောက်နဲ့မပြီးသေးပါဘူး။မိဘနှစ်ပါးစလုံးကားအဆောက်အအုံမတော်တဆမှုနဲ့ဆုံးပါသွားပြီးနောက်ရက်ဆက်လာတဲ့သူတို့ရဲ့ဦးလေးနဲ့အတော်ဖြစ်သူကအိမ်ရောထောက်ပံ့ကြေးရွမ်3000ကိုပါလူယူထားကြတာပါမောင်နှမ2ယောက်မှာစားလေးဖြူထားတဲ့ဝက်စီဖက်ကြော်လေးကိုတောင်လွတ်လွတ်လပ်လပ်စားခွင့်မရပဲအကျန်းဖက်လူယူတာကိုခံခဲ့ရတဲ့အထိကံကြမ္မာကရက်ဆက်လွန်ခဲ့ပါတယ်ဒါပေမဲ့အချိန်တွေကုန်သွားခဲ့ပြီအနှစ်20ကြာပြီးတဲ့နောက်မှာတော့ဝက်သားဆိုင်ရှိကိုတက်တက်ရက်ရက်နဲ့စမတ်ကြတဲ့မျိုးသမီးငယ်လေးတယောက်ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီငယ်စဉ်ကပေးခဲ့တဲ့ကတိအတိုင်းသူမဘာတွေပြန်ပေးဆက်မလဲရက်ဆက်ခဲ့တဲ့ဦးလေးနဲ့အတော်ကိုရောဘလို့လက်စားချေမလဲဝက်သားတီဦးလေးကြီးရဲ့ကရုဏာတရားကရောဘလို့ကြိုးပေးမလဲဆိုတာဖျားနာနေတဲ့မောင်လေးရန်ရန်ဟာမိဘတွေကိုလွမ်းပြီးငိုကြွေးနေခဲ့တဲ့အဖျားလွန်ပြီးတတိလက်ခံကြီးဖြစ်နေတဲ့မောင်လေးကိုကြည့်ပြီးမဖြစ်သူဟာစုထားသမျှပတ်စံ9ရွယ်နဲ့နှစ်မူးကိုကင်ကာရက်ဆက်လာတဲ့အတော်ဖြစ်သူစီမှာဆေးကူဖို့ပတ်စံသွားတောင်းခဲ့ပါတယ်ဒါပေမဲ့ရက်ဆက်လာတဲ့အတော်ကပတ်စံမရှိဘူးဆိုပြီးရက်ဆက်ဆက်ညှင်းပယ်လိုက်တဲ့အခါမှာတော့ကလေးမလေးဟာဝက်သားတီဦးလေးကြီးစီကိုအကူအညီတောင်းဖို့ပြေးထွက်သွားခဲ့ပါတယ်ဦးလေးကြီးရဲ့ဆိုင်ရှိမှာဒူးထောက်ပြီးမောင်လေးရဲ့အသက်ကိုကယ်ပေးဖို့နဲ့ကြီးလာရင်အကျွေးပြန်ဆက်ပါမယ်လို့ငိုလိုတောင်းပန်ခဲ့ပါတယ်တနာစရာကလေးမလေးရဲ့အဖြစ်ကိုမြင်သွားတဲ့ဝက်သားတီဦးလေးကြီးဟာပတ်စံတွေကိုအကုန်ထုတ်ပေးလိုက်ပြီးမောင်လေးကိုဆေးရုံစီချက်ချင်းခေါ်သွားဖို့ဆေးလွတ်လိုက်ပါတယ်ဆေးရုံရောက်တဲ့အခါဆရာဝန်ကပြင်းထန်အဆုတ်ရောင်ယောဂကြောင့်စနက်ပတ်စံရွ200အရင်သွင်းရမယ်လို့ပြောလိုက်ပါတယ်ကလေးမလေးမှာရှိသမျှပတ်စံ86ရွမ်ကိုထုတ်ပေးပြီးမောင်လေးကိုကယ်ပေးဖို့ငိုယိုဦးချခဲ့လို့ဆရာဝန်ကိုယ်တိုင်ဆေးရုံအုပ်ကြီးစီတွားရောက်ခွင့်တောင်းပေးခဲ့တာကြောင့်မောင်လေးဖြစ်သူဆေးကုသခွင့်ရရှိသွားခဲ့ပါတယ်။မောင်လေးအဖျားကျသွားချိန်မှာတော့အဝတ်စားနွေးနွေးနဲ့ရေနွေးဘူးတွားယူဖို့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ဦးလေးနဲ့အတော်ဖြစ်သူဟာမောင်လေးရဲ့အသက်ကယ်စုငွေတွေကိုနောင်ကစားရုံမှာတွားရှုံးလာခဲ့ကြတာကိုသိလိုက်ရပါတယ်။ပတ်စံထက်ရလာတဲ့အထင်နဲ့အဓမ္မလူယူရိုက်နှက်ဖို့ပြင်လိုက်ချိန်မှာတော့ဝက်သားတီဦးလေးကြီးရောက်ရှိလာပြီးရက်လိုက်ဆန်းဆိုပြီးဟိန်းဟောက်တားဆီးလိုက်ပါတော့တယ်ဝက်သားတီဦးလေးကြီးကရက်ဆက်တဲ့ဦးလေးနဲ့အတော်ကိုဓာပြပြီးဟိန်းဟောက်မောင်းထုတ်လိုက်တာကြောင့်ကလေးမလေးနဲ့မောင်လေးတို့ဘေးကင်းသွားခဲ့ပါတယ်ဦးလေးကြီးဟာမောင်နှမ2ယောက်ကိုဆေးရုံပြန်ခေါ်သွားပြီးမောင်လေးဖြစ်သူကိုဆေးကုသပေးခဲ့ပါတယ်ဆေးရုံကဆင်းပြီးတဲ့အခါဦးလေးကြီးကသူတို့မောင်နှမ2ယောက်ကိုအိမ်ဆိုးကြီးစီပြန်မလွတ်တော့ပဲဈေးကွက်နောက်ဘက်ကပစ္စည်းတူလောင်တဲ့အခန်းလေးမှာနေထိုင်ဖို့စီစဉ်ပေးခဲ့ပါတယ်ဒါအပြင်ကလေးမလေးရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲကူညီချင်တာကြောင့်နေတိုင်းကြောင်းပြန်ဝက်သားဆိုင်မှာတနာရီအကူလုပ်ဖို့ခေါ်ယူခဲ့ပါတယ်အလှပေးတာမဟုတ်ပဲလှုပ်အားနဲ့လဲလှယ်တဲ့လောက်ခဖြစ်တနေ့ကိုငါးမှုအသားတုံးနဲ့အယိုးနှစ်ပိတ်တာပေးမယ်လို့ကမ်းလှမ်းခဲ့တာကြောင့်ကလေးမလေးလည်းဝမ်းသာအားရလက်ခံခဲ့ပါတယ်။ဒါဟာမောင်နှမ2ယောက်အတွက်ဘဝမှာအပျော်ရွှင်ရဆုံးနဲ့နှွေးထွေးမှုအရှိဆုံးအချိန်တွေဖြစ်လာခဲ့ပါတယ်။ကလေးမလေးဟာဝက်သားဆိုင်မှာတန်ရှင်းရေးလုပ်စည်ရင်းတွက်တာတွေကိုအရန်တက်ဝင်လှုပ်ဆောင်ခဲ့လို့ဈေးတွေကလူတွေရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အချို့သောပတ်ဝန်းကျင်ကမိန်းမတွေကတော့ယောက်ျားကြီးတစ်ယောက်ကမိန်းကလေးငယ်လေးကိုခေါ်ထားတာကိုမဟုတ်မမှန်အတင်းဖြင်းတွေပြောဆိုဆွဆွဲခဲ့ကြပါတယ်ဈေးတွေကအတင်းဖြင်းပြောတဲ့အမျိုးသမီးကမိဘမရှိတဲ့ကလေး2ယောက်ကိုစောင့်ရှောက်ထားတာနဲ့ပတ်သက်ပြီးဦးလေးဝူကိုလာရောက်ရန်စဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ဦးလေးဝူကဒီကလေး2ယောက်ဟာသူ့ရဲ့မိသားစုဖြစ်ကြောင်းနဲ့နောက်တစ်ခါကလေးတွေကိုလာရောက်ထိပါရင်ငြိမ်ခံနေမှာမဟုတ်ကြောင်းဓာပြပြီးပြက်ပြက်သားသားကာကွယ်ပေးခဲ့ပါတယ်။မောင်နှမ2ယောက်ဟာဦးလေးဝူရဲ့ကျေးဇူးကိုပြန်ဆက်နိုင်ဖို့အတွက်စာကိုစ조사ကြက်မှတ်ခဲ့ကြရမှာကလေးမလေးဟာစာမေးပွဲမှာအမှတ်ပြည့်နဲ့အတန်းထဲမှာအဆင့်1ရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့မြို့မှာအကောင်းဆုံးဖြစ်တဲ့အမှတ်1အထက်တန်းကျောင်းရဲ့ကျောင်းဝင်ခွင့်စာအိတ်ရောက်ရှိလာခဲ့လို့တစ်စီးလုံးကဝမ်းသာအားရချီးကျူးခဲ့ကြပါတယ်။ဒါပေမဲ့မြို့ပေါ်အထက်တန်းကျောင်းရဲ့ကျောင်းသားကနဲ့အဆောင်ခရွန်800ဆိုတဲ့ဈေးကြီးမှမှုကြောင့်ကလေးမလေးဟာကျောင်းမတက်တော့ပဲမြို့နယ်ထဲမှာပဲတက်ဖို့စဉ်းစားခဲ့ပါတယ်။ဒီအခါဦးလေးဝူကကလေးရဲ့အနာဂတ်အတွက်သူ့ရဲ့ဘိုးဘွားပိုင်အိမ်ဟောင်းလေးကိုပါရောင်းချပြီးပညာသင်စရိတ်ရှာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဦးလေးဝူသူ့အတွက်နဲ့အိမ်ရောင်းရမှာကိုမလိုလားတဲ့ကလေးမလေးကအထက်တန်းကျောင်းမတက်တော့ဘူးလို့ပြောလိုက်ချိန်မှာတော့ဦးလေးဝူကဒေါသတကြီးနဲ့မဖြစ်မနေတက်ရမယ်လို့ဖိအားပေးခဲ့ပါတယ်။ဒါကြောင့်ကလေးမလေးဟာဦးလေးဝူအိမ်မရောင်းရပဲကျောင်းစရိတ်ရရှိနိုင်မဲ့တင်ချပြိုင်ပွဲမှာပထမဆုရရှိဖို့အတွက်ညအိမ်မငိမ်စာတွေကိုအသေးလဲစူးစမ်းပါတော့တယ်။
ကလေးမလေးဟာဦးလေးဝူရဲ့ဘိုးဘွားပိုင်အိမ်ဟောင်းလေးရောင်းရမှာကိုစိုးရိမ်တာကြောင့်ဦးလေးဝူကိုမပြောဘဲအမျိုးသားအဆင့်တင်ချပြိုင်ပွဲကိုတိတ်တဆိတ်သွားရောက်ရှင်ပြိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကလေးမလေးဟာအမျိုးသားအဆင့်ပထမဆုနဲ့အတူစုကြေးငွေရွမ်1000ရရှိခဲ့တာကြောင့်မောင်နှမ2ယောက်စလုံးဝမ်းသာလွန်းလို့မျက်ရည်ကျခဲ့ကြပါတယ်။ကလေးမလေးကဦးလေးဝူကိုအမှန်အတိုင်းဖွင့်ပြောပြပြီးစုကြေးငွေနဲ့တင်ပထမနှစ်ကျောင်းသားကလုံလောက်ပြီးမှုအိမ်မယောင်းဖို့ပြောပြခဲ့ရာဦးလေးဝူလည်းသမီးလေးရဲ့အတိတရားနဲ့လူကြီးဆန်မှုကိုကြည့်ပြီးစိတ်မကောင်းစွာပွေ့ဖက်ခဲ့ပါတယ်။ဒါပေမဲ့ဦးလေးဝူဟာအိမ်ကိုရောင်းချလိုက်ပြီးရရှိလာတဲ့ရွမ်3000ကိုကလေးမလေးလက်ထဲအတင်းထည့်ပေးခဲ့ပါတယ်။စုကြေးငွေဟာစူးစမ်းမှုကြောင့်ရလာတဲ့ကိုယ်ပိုင်ပညာရည်ဖြစ်ပြီးဒီပတ်စံကတော့မိန်းကလေးငယ်တယောက်အပြင်မှာစိတ်အေးလက်အေးပညာသင်နိုင်ဖို့ဦးလေးတယောက်အနေနဲ့စုဆောင်းပေးလိုက်တဲ့မင်္ဂလာဆောင်ပစ္စည်းဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ကျောင်းဖွင့်ရရောက်တဲ့အခါဦးလေးဝူဟာအဝတ်အစားဆောင်အစားအသောက်နဲ့ခရီးစရိတ်ပတ်စံတွေကိုပါအပြည့်အစုံပြင်ဆင်ပေးခဲ့ပါတယ်။အပြင်မှာဝမ်းနည်းစရာကြုံရင်အောက်မထားပဲဝက်သားဆိုင်ကိုချက်ချင်းပြန်လာခဲ့ဖို့နဲ့ထမင်းတနက်အမြဲရှိကြောင်းမှာကြားရင်မောင်နှမ2ယောက်ကိုမျက်ရည်ဆက်များစွာနဲ့နှုတ်ဆက်ထွက်ခွာစေခဲ့ပါတယ်။အထက်တန်း3နှစ်လုံးအတန်းထဲမှာအမြဲတမ်းအဆင့်တကူပဲစုခူးခဲ့တဲ့လူရွဲဟာကောက်ခေါင်ဆောင်မေးပွဲကြီးမှာလည်းတပြည်နယ်လုံးရဲ့သိပ္ပံဘာသာရဲ့အမှတ်အများဆုံးထူးချွန်စုကိုရရှိသွားခဲ့ပြီးနာမည်ကြီးဟွာတုံးတက္ကသိုလ်ကြီးသို့တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ဒီလိုဝမ်းသာစရာသတင်းကောင်းကြီးကြောင့်တစ်စည်းလုံးမှာရှိတဲ့သူတွေဟာပွဲတော်တီသလိုဝမ်းမြောက်ဆူညံသွားခဲ့ကြပြီးဦးလေးဝူကလည်းဂုဏ်ယူဝမ်းသာစွာနဲ့သမီးလေးမထွက်ခွာမီမှာအစားအသောက်ကောင်းတွေချက်ပြုတ်ပေးရင်းသမီးလေးရဲ့အနာဂတ်အတွက်မေတ္တာစကားများမှာအကြားကနှုတ်ဆက်ထွက်ခွာစေခဲ့ပါတယ်။လူရဲကလည်းနွေရာသီနဲ့ဆောင်းရာသီကျောင်းပိတ်ရက်တိုင်းပြန်လာခဲ့ပါမယ်လို့ဂရီပေးရင်ရှန်ဟိုင်းမှာအောင်မြင်အောင်စူးစမ်းပြီးတနေ့ကျရင်ဦးလေးဝူနဲ့မောင်လေးကိုခေါ်ထားမယ်လို့စိတ်သက်ပြင်းထန်စွာဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့တက္ကသိုလ်ရောက်တဲ့အခါဟုံးချီမြို့နယ်လိုတောရွာလေးကလာသည့်တောသူမဟုဆိုကအထယ်လိပ်အုပ်စုဥက္ကဋ္ဌ၏သမီးဖြစ်သူကျန်းဝေဝေကလူရွဲကိုအမြဲတမ်းအထင်သေးနှိမ်ချစွာဆက်ဆံခဲ့ပါတယ်။တညမှာတော့ကျန်းဝေဝေရဲ့ရွှန်ရှိရဂျော်ဒန်ဖာကာဖောင်တိန်ပျောက်ဆုံးသွားခဲ့ပြီးစာတကယ်တော်လွန်းသည့်လူရွဲအပေါ်အစကတည်းကမနာလိုဖြစ်နေတဲ့ကျန်းဝေဝေဟာအားလုံးအိပ်ပျော်နေချိန်မှာလူရွဲ၏အိတ်ထဲသို့ဖောင်တိန်ကိုတိတ်တဆိတ်ခိုးထဲကမဟုတ်မမှန်ဆွဆွဲအကွက်ဆင်ခဲ့ပါတော့တယ်။ဒီကိစ္စကြောင့်ကျောင်းအုပ်ရုံးခန်းရောက်သွားတဲ့အခါကျောင်းအုပ်ဆရာမကြီးကကျောင်းကနေမထုတ်ပြရေးအတွက်အပြစ်ကိုဝန်ခံခိုင်းခဲ့ပေမဲ့မလုပ်ခဲ့သည့်အရာကိုဘာမှဝန်မခံနိုင်ကြောင်းလူရဲကပြတ်သားစွာညှင်းဆိုခဲ့ပါတယ်။အဲ့ဒီလိုတင်းမာနေတဲ့အချိန်မှာပဲအဆောင်ဖော်လီချင်းရောက်ရှိလာပြီးမင်းညကကျန်းဝေဝေကိုယ်တိုင်လူရဲအိတ်ထဲဖောင်တိန်ခိုးထည့်နေတာကိုမျက်မြင်တွေ့ခဲ့ကြောင်းနဲ့စကြံမှာတက်ထားတဲ့ကင်မရာကိုပါစစ်ဆေးနိုင်ကြောင်းအမှန်တရားကိုရဲဝံ့စွာဖော်ထုတ်ပေးခဲ့တာကြောင့်ကျန်းဝေဝေကတော့ကျောင်းကနေထုတ်ပစ်ချရင်းခဲ့ရပါတယ်။ကျောင်းဆင်းပြီးမဟာဝိဇ္ဇာတန်းအောင်မြင်ခဲ့တော်လဲလူရဲဟာပညာကိုစက်မတင်ယူတော့ပဲရှန်ဟိုင်းမှာပဲအထည်လက်ကားဆိုင်စတင်ဖွင့်လှစ်ကစီးပွားရေးလောကထဲရဲရဲဝံ့ဝံ့စတင်ဝင်ရောက်ခဲ့ပါတယ်။မနက်3နာရီမှည10နာရီအထိမနာရန်ရုံးကန်ရုံမကမိန်းကလေးငယ်တယောက်မှုလို့ဆိုပြီးအနိုင်ကျင့်ကပစ္စည်းဘူးကျွေးမဆက်ပဲလစ်လူရှူထားသည့်ဝယ်သူများ၏ရုံမာမှုကြောင့်လူရဲတယောက်စိတ်တက်ကြမွန်းကျက်နေချိန်မှာဦးလေးဝူထံဖုံးဆက်မိခဲ့ပါတယ်။ဖုန်းထဲကနေသမီးလေးရဲ့ခက်ခဲမွန်းကျက်နေတဲ့အတန်ကိုကြားလိုက်ရတဲ့ဦးလေးဝူဟာသမီးလေးကိုချစ်ချင်းမေတ္တာပြည့်နဲ့နားလည်ပေးခဲ့ပါတယ်။အပြင်မှာအရန်ပင်ပန်းနေရင်ခဏနားဖို့စီးပွားရေးအဆင်မပြေရင်လည်းအိမ်တို့ပြန်လာခဲ့ဖို့နဲ့သူ့ရဲ့ဝတ်သားဆိုင်မှာသမီးအတွက်ထမင်းတနက်အမြဲတမ်းရှိနေမှာပါဆိုပြီးစိတ်ကဆကြောစွာအားပေးစကားပြောကြားခဲ့ပါတော့တယ်။ဦးလေးဝူရဲ့မေတ္တာစကားကြောင့်အားရင်တွေပြေဝသွားခဲ့တဲ့လူရွဲဟာရှန်ဟိုင်းမှာစီးပွားရေးကိုမနာတမ်းဆက်လက်ရုန်းကန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လစဉ်အယောင်းဝယ်တွေအရန်ကောင်းမွန်လာပြီးဆိုင်ခွဲများစွာပါဝင်တဲ့ကိုယ်ပိုင်ဆိုင်ခန်းကြီးတစ်ခုကိုဝယ်ယူနိုင်ခဲ့တယ်လို့ကိုယ်ပိုင်ဆန်ချနာကားတစ်ကြီးကိုပါပိုင်ဆိုင်နိုင်ခဲ့ပါတယ်။လူရွဲဟာမောင်လေးဖြစ်သူလူရန်ကိုရှန်ဟိုင်းသို့ခေါ်ဆောင်ကအိမ်တစ်ကြီးမှာအတူတူနေထိုင်စေခဲ့ပြီးနှစ်တစ်ကူကာလမှာတော့မောင်နှမ2ယောက်စလုံးကားတစ်ကြီးစီး၍ဟုံးချီမြို့နယ်ရှဦးလေးဝူစီတို့ဂုဏ်ယူစွာပြန်လာခဲ့ကြပါတယ်။ရွာကိုရောက်တဲ့အခါဈေးသူဈေးသားများကလူရွဲရဲ့အောင်မြင်မှုကိုဝိုင်းဝန်းချီးကျူးကြပြီးဦးလေးဝူကလည်းသမီးလေးအတွက်ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။လူရွဲဟာဦးလေးဝူအတွက်အစားအသောက်များချက်ပြုတ်ပေးရင်းမိသားစုအတူတူစုံစည်းကပျော်ရွှင်စွာထမင်းလက်ဆောင်စားတောက်ခဲ့ကြပါတယ်။မောင်လေးဖြစ်သူလူရန်ကလည်းကျောင်းဆင်းရင်မြို့နယ်ဆေးရုံမှာဆရာဝန်လုပ်ပြီးဦးလေးဝူရဲ့ကျန်းမာရေးကိုပြုစုပေးမယ့်အကြောင်းပျော်ရွှင်စွာပြောကြားခဲ့ပါတယ်။2010ပြည့်နှစ်ဇူလိုင်လ15ရက်နေ့ဟာလူရွဲနဲ့ဦးလေးဝူတို့ဆုံတွေ့ခဲ့ကြတာ20ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ဒီနေ့မှာပဲလူရွဲဟာသူမရဲ့စီးပွားရေးလုပ်ငန်းတွေကိုရှန်ဟိုင်းမှာဒုဥက္ကဋ္ဌထံလွှဲပြောင်းပေးအပ်ခဲ့ပြီးအသက်ကြီးလာပြီဖြစ်တဲ့ဦးလေးဝူကိုပြုစုဆောင်ရှောက်ဖို့အတွက်ဟုံးချီမြို့နယ်သို့လုံးဝပြန်လည်အခြေစိုက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။မောင်လေးလူရန်ကလည်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့အဓိကဆရာဝန်အဖြစ်ပြောင်းရွှေ့ရန်လျှောက်ထားခဲ့ပါတယ်။ဟုံးချီဈေးသို့ပြန်ရောက်လာချိန်မှာဦးလေးဝူဟာလူရွဲကိုရုတ်တရက်မမှတ်မိပဲအသားဝယ်မလို့လားလို့မေးမြန်းခဲ့ရမှမိမိတို့ရဲ့သမီးလေးဖြစ်နေမှန်းသိသွားချိန်မှာတော့ဝမ်းနဲ့ဝမ်းသာပွေ့ဖက်ခဲ့ကြပါတယ်။လူရွဲဟာသူမငယ်စဉ်ကဒုက္ခရောက်နေချိန်မှာအသက်ရှင်တန်ဖို့မျှော်လင့်ချက်နဲ့လူရဝင်ဖို့ဂုဏ်သိက္ခာကိုပေးခဲ့တဲ့ဦးလေးဝူရဲ့ကျေးဇူးတွေကိုဆက်နိုင်ဖို့အတွက်ဟုံးချီဈေးတစ်ခုလုံးနဲ့ပတ်ဝန်းကျင်လမ်း3လမ်းလုံးကိုအပီးပိုင်ဝယ်ယူလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။လူရွဲဟာဒီဈေးကြီးကိုတစ်မျိုးလုံးမှာအကောင်းဆုံးနဲ့အတန်ရှင်းဆုံးခေတ်မီ fresh food ဈေးကြီးအဖြစ်ပြန်လည်တည်ဆောက်မှာဖြစ်ပြီးဈေးရဲ့ရှယ်ယာ90%ကိုဦးလေးဝူထံပေးအပ်ကဦးလေးဝူကိုဈေးရဲ့အကြီးဆုံးပိုင်ရှင်ကြီးအဖြစ်တင်မြှောက်ခဲ့ပါတယ်။ဦးလေးဝူအနေနဲ့နောက်ဆိုမနက်စောစောထားစရာမလိုနေပူမိုးရွာပင်ပန်းခံစရာမလိုပဲရုံးခန်းထဲမှာထိုင်ပြီးစိတ်အေးချမ်းစွာနေထိုင်နိုင်တော့မှာဖြစ်ပါတယ်။
ဒါဟာအလှပေးတာမဟုတ်ပဲကျေးဇူးတရားကိုတုံ့ပြန်တာဖြစ်လို့ဦးလေးဝူကလည်းဝမ်းသာမျက်ရည်များစွာနဲ့လက်ခံခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါလူရွဲဟာဦးလေးဝူအကြိုက်ဆုံးဝက်နံရိုးချိုချင်းချင်းကိုချက်ပြုတ်ပေးခဲ့ပြီးမောင်လေးဖြစ်သူလူရန်ကလည်းနှက်ပြန်မှစ၍ဦးလေးဝူရဲ့ကျမ်းမာရေးတစ်ခုလုံးကိုတာဝန်ယူစစ်ဆေးပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။လူရွဲလူရန်နဲ့ဦးလေးဝူတို့ဟာတယောက်ကိုတယောက်ချစ်ခင်ကျင်နာစွာဖြင့်ထာဝရမိသားစုအဖြစ်ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။မေတ္တာစေတနာဆိုတာဘယ်တော့မှအလားအတမဖြစ်ပါဘူး။ကျေးဇူးတည်တတ်ခြင်းခက်ခဲချိန်မှာကူညီခဲ့ဘူးသူတွေကိုမမေ့ပဲပြန်လဲကျေးဇူးဆက်တာဟာအမြင့်မြတ်ဆုံးလက္ခဏာဖြစ်ပါတယ်။စူးစမ်းမှုရဲ့အကျိုးစိတ်တက်မကြပဲစူးစမ်းရင်အခက်ခဲတွေကိုကျော်လွှားနိုင်ပြီးအောင်မြင်မှုရမှာသိကြပါတယ်။မေတ္တာရဲ့တုံ့ပြန်မှုစေတနာနဲ့ပေးဆက်ခဲ့တဲ့မေတ္တာဟာတနေ့နေ့မှာမိမိထံကောင်းမွန်စွာပြန်လဲရောက်ရှိလာတတ်ပါတယ်